ယုံကျော်အားနေလမ်း6ရတာချိန်လမ်းနေမှန်မှန်ဘူးလားတဲ့မြစ်စတော့အာယုံကျော်လို့ပြောလိုက်တဲ့ဆိုရင်မျက်လုံးအာယုံကျော်တွေဂုတ်ကအာယုံကျော်တွေတော့မစင်စားနဲ့ကြွက်သားမှာတဲ့အာယုံကျော်တွေအများကြီးလိုက်အဲ့ဒီကြွက်သားအာယုံကျော်တွေအားနေလာပြီဆိုရင်ပစ္စည်းတွေကင်လို့မရလွတ်ချတာမျိုးတွေခြေလက်တွေထုံတာကျင်တာမျိုးတွေစူးတာမျိုးတွေတရက်ပေါ့နော်လဲတာမျိုးတွေနော်ခြေလမ်းတွေကောင်းကောင်းမရှောက်နိုင်မဲနဲ့ခဏခလုတ်တိုက်ပြီးတော့မှောက်လဲတာမျိုးတွေလူကြီးတွေဆိုအရန်အန်တယ်ရှိတယ်နော်အဲ့တော့တဖြည်းဖြည်းနဲ့ဒီကြွက်သားအာယုံကျော်တွေအားနေလာရင်ဘာဖြစ်လာမလဲဆိုတော့လေတွေဖြတ်သွားမယ်ခြေလက်တွေထုံကျင်ပြီးဘာမှကင်လို့ပြုလို့မရဖြစ်သွားမယ်လမ်းတွေရှောက်ရတာတဖြည်းဖြည်းနဲ့ခက်ခဲသွားမယ်ကိုယ့်ရဲ့ကြွက်သားတွေကကြာခါမြအလုံးမလုံးပဲနဲ့တုံဆိုင်မယ်ဆိုလို့လေဖြတ်တဲ့ဝေဒနာခံစားရတယ်အဲ့လိုမျိုးမဖြစ်ချင်ဘူးဆိုရင်ဒီလိုမျိုးအာယုံကျော်အားနေတဲ့လက္ခဏာတွေစပြီးဖြစ်လာပြီဆိုရင်ဆိုတော့ကအာယုံကျော်အားပြန်ဖြည့်ဖို့အတွက်ကိုပို့ပြီးအာယုံဆိုင်တဲ့အာယုံကျော်အားပြည့်မဲ့အစားအစာလေးစားပြီးမဲ့အာယုံကျော်အားပြည့်မဲ့လေ့ကျင့်ခန်းလေးကိုကလုပ်ပေးမယ်ပေါ့နော်အဲ့တော့ဒီတန်းတောက်ရင်ရောအဲ့ဒီအာယုံကျော်အားနေတဲ့ဝေဒနာအမြင့်ဖြတ်စေလားဆိုတော့ဒါကအာယုံကျော်ကိုအားပြန်ကောင်းစေတယ်ပျက်စီးနေတဲ့အာယုံကျော်တွေကိုပြန်ဖြည့်ဆွက်ပေးတယ်ဒီအာယုံကျော်ဆိုတာမျိုးဆိုရင်နေ့တိုင်းနဲ့ပျက်စီးနေတာအဲ့ပျက်စီးနေတာတွေကိုမျိုးဆိုတာနေ့တိုင်းဖြည့်ပေးတယ်ဆိုပို့ပြီးတော့ကောင်းတယ်ပေါ့နော်အဲ့တော့အမြင့်ပြတ်တဲ့အထီကိုဖြစ်နိုင်ပါတယ်မပြောင်းမချင်းဆွဲတောက်ပေးပါတဘာဝကြောင့်လုံးဝစိုးကြိုးလည်းမရှိပါဘူးအာယုံကျော်အားနေရကြောင့်ဖြစ်တဲ့ဝေဒနာအလုံးကိုတကယ်ကိုကောင်းမွန်တက်တာစေတယ်ဆိုတာကိုမြတ်စုကလုံးဝအာမခံတယ်နော်ဒါကတိုင်းစည်းဆရာမကိုယ်တိုင်ကတိုင်းစည်းစေဝါထောက်ခံချက်လက်မှတ်တွေအကုန်ရပြီးမှတတိချကိုစစ်စစ်ထုတ်ထားပေးရကြမလို့အာယုံကျော်အားနေတဲ့ဝေဒနာတွေကိုအကောင်းဆုံးကိုတက်တာပြောင်းကင်းစေပါတယ်အဲ့တော့ဒါလေးကိုတောက်ကြည့်မယ်ဆိုရင်တော့မြတ်စုစီမှာရတယ်9ရက်စာပါတယ်ပေါ့နော်အဲ့တော့မြတ်စုတို့အနည်းဆုံးတစ်လစာနဲ့စမ်းပြီးတောက်ကြည့်ပါလို့မြတ်စုကတော့အချက်ပေးချက်ပါတယ်ဒါလေးမှချင်တယ်ဆိုရင်မြတ်စုရဲ့ TikTok CB တို့မ Developer နဲ့ဘက်မှာလာပြီးတော့မှာလို့ရတယ်ဖုန်းဆက်ပြီးတော့လည်းမှာလို့ရတယ်နော်